အဲ့ဒီမိကုံကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလေးကကျွန်တော်တို့ကို6လက်နေခဲ့တာပါတေပြီးရင်ဘယ်ရောက်သွားမလဲလူပြန်ဝင်စားတယ်ဆိုတာကရောတကယ်လားလူဝင်စားနဲ့ပတ်သက်လို့ယုံကြည်ကြသူတွေရှိတယ်လို့မယုံကြည်ကြသူတွေလည်းရှိပါတယ်ဒီနေ့မှာတော့တမိုင်းတစ်လျှောက်သိပ္ပံပညာရဲ့နဲ့ပါအတီးပြုတ်မှတ်တမ်းတင်ထားတဲ့စိတ်ဝင်စားစရာအကောင်ဆုံးလူဝင်စားဖြစ်ရဲ့၃ခုကိုတင်ဆက်ပေးပါမယ်ဒေါက်တာ Ian Stevenson တို့လိုသိပ္ပံပညာရှင်တွေကပါစနစ်တကျမှတ်တမ်းတင်ခဲ့တာဖြစ်လို့သူတို့တွေကဘယ်သူတွေဖြစ်မလဲဆိုတာကိုသိကြည့်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ပေးပါဗျခဏနေရင်ဗီဒီယိုလေးစပါမယ်ကျွန်တော်တို့ရဲ့ပထမဆုံးဇာတ်လမ်းကတော့ American ပြည်တော်စုက James Lining ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်သူကနှစ်သားအရွယ်ကလေးကညတိုင်းလိုထိတ်လန့်ကြအော်ဟစ်ပြီးတော့အိယာကနိုးနိုးလာတတ်ပါတယ်လေရင်ပြက်ကျသွားပြီးအင်ဂျင်မှာမီးလောင်နေပြီးလူပုလေးတွေငါ့ကိုလိုက်သက်နေတယ်လို့အမြဲတစေရေရွတ်နေခဲ့ပါတယ်သူ့ရဲ့မိဘတွေကမေးမြန်းတဲ့အခါမှာတော့ James ကသူဟာဒုတိယကမ္ဘာစစ်အတွင်းကတိုက်လေရင်မှု James Houston Jr. ဖြစ်ခဲ့တယ်လို့အေးအေးဆေးဆေးပြောပြခဲ့ပါတယ်ထိတ်လန့်စရာကောင်းတာကခလေးလေးတယောက်ကသူစီးခဲ့တဲ့လေရင်မျိုးစားခေါ်ဆဲသူစစ်စင်ကြီးထွက်ခဲ့တဲ့စစ်သည်မော့နယ်မီနာတိုမာဘေးတို့ကိုအသေးစိတ်အတိအကျပြောပြနိုင်ခဲ့တာပါအီရိုဂျီမာတိုက်ပွဲမှာကြာဆုံးခဲ့ရပုံသူ့ရဲ့အဖော်စစ်သားနှစ်ယောက်ပြီးတဲ့ရှုံးတဲ့ဂျက်တို့ရဲ့အမိတွေကိုပါဖော်ပြနိုင်ခဲ့ပါတယ်စစ်မှတ်တမ်းဟောင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတော့ James ပြောတဲ့အချက်လက်တွေအားလုံးဟာတမိုင်းဝင်အမှတ်တရားတွေဖြစ်နေခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်ဒီကလေးဟာဘဝဟောင်းကတည်ဆောင်လာတဲ့စိတ်တရားနဲ့မှတ်ဉာဏ်တွေကိုဘလို့များဒီဘဝအထိတည်ဆောင်လာနိုင်ခဲ့တာပါလေနောက်ထပ်ဇာတ်လမ်းကတော့အချစ်နဲ့ကံကြမ္မာရဲ့စွမ်းအားကိုပြသနေပါတယ်1930ပြည့်လွန်နှစ်တွေကအိန္ဒိယမှာဖြစ်ပွားခဲ့တဲ့ရှန်တီဒေဝီရဲ့ဇလန်းပါရှန်တီဟာ၄နှစ်သမီးအရွယ်ကလေးကသူ့မိဘတွေကိုခေါ်ပြီးမဲဟိုထရာမောပဲမက်ထရာလို့ခေါ်တဲ့မြို့မှာသူ့ရဲ့အိမ်ရင်းရှိတယ်လို့ပူဇော်ခဲ့ပါတယ်သူမကရခင်ဘဝကလူဒီဒေဝီလို့ခေါ်ပြီးတော့ခလေးမွေးရင်တေဆုံးခဲ့ရတဲ့အင်ရှင်မတအုပ်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်သူမပြောပြတဲ့အချက်လက်တွေလမ်းတွေအိမ်ဖွဲ့စည်းပုံတွေကအလွန်တိကျလွန်းတဲ့အတွက်အိန္ဒိယအစိုးရကိုယ်တိုင်ကစုံစမ်းရေးအဖွဲ့ဖွဲ့ပြီးစစ်ဆေးခဲ့ရပါတယ်အစိုးရဖွဲ့နဲ့တူယထာစီပြီးမတ်ထရာကိုရောက်တဲ့အခါထိတ်လန့်စရာအဖြစ်အပျက်ကစတင်ခဲ့ပါတယ်ဘူဒါယုံမှာလူတွေအများကြီးရှိနေတဲ့ကြားကရှန်တီယာသူမရဲ့ရခင်ဘဝကခင်မွန်းဟောင်းကီတာလက်ကိုတစ်ချက်တည်းမှတ်မိပြီးပြေးသွားဖတ်ခဲ့ပါတယ်ဒါအပြင်သူမဟာအရင်ဘဝကအိမ်လေးကလှုပ်ခန်းထဲမှာဖွက်ထားတဲ့ငွေကြေးတွေကိုပါအတိအကျဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်လူတီရဲ့ခင်မွန်းနဲ့တားကိုလွမ်းစွတ်တန်းတနေတဲ့ရှန်တီရဲ့ဇလန်းဟာဘဝကူးပြောင်းမှုမှာမေတ္တာတရားကအချိန်နဲ့နေရာကိုဘလို့ကြော်လွှားနိုင်ခဲ့လေဆိုတဲ့အကောင်းဆုံးသက်သေပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နောက်ဆုံးဇလန်းကတော့မြန်မာနိုင်ငံကမတ်တင်အောင်မျိုးရဲ့အလွန်ရှုပ်ထွေးပြီးစိတ်ခံစားမှုပြင်းထန်တဲ့ဇလန်းပါမတ်တင်အောင်မျိုးရဲ့လူဝင်စားဖြစ်ရကဒုတိယကမ္ဘာစစ်အလွန်ခေတ်ကာလမှာပေါ်ပေါက်ခဲ့ပြီးတော့20ရာစုနှောင်းပိုင်းလူဝင်စားခြင်းဆိုင်ရာသုတေသနရဲ့အရေးပါတဲ့မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်သူမကဒုတိယကမ္ဘာစစ်အတွင်းကမြန်မာပြည်မှာပြစ်တက်ခံခဲ့ရတဲ့ဂျပန်စစ်သားထမင်းကျက်တဦးရဲ့ပြန်ဝင်စားခြင်းကိုခံရတယ်လို့ယုံကြည်ကြပါတယ်ငယ်စဉ်ကတည်းကမိန်းကလေးဝတ်စုံကိုလုံးဝဝတ်ဖို့ညှင်းဆန်ပြီးတော့ယောက်ျားလေးဝတ်စုံကိုပဲအမြဲဝတ်ဆင်ခဲ့ပါတယ်သူမရဲ့ဘဝဟောင်းကစစ်သားပေါင်ညံကိုကြီးထိမှန်ပြီးတေဆုံးခဲ့ရတယ်လို့အသေးစိတ်ပြောပြခဲ့ပါတယ်တကယ်လဲသူမရဲ့ပေါင်ညံနားမှာမွေးရပါအညိုရောင်ကွက်ကဒီအချက်ကိုတက်တည်ပြပေးပါတယ်အသက်9နှစ်ဝန်းကျင်ကစပြီးတော့အတိတ်ဘဝဂျပန်စစ်သားအကြောင်းတွေကိုပြောဆိုလာခဲ့ပါတယ်လေရင်တန်းနဲ့ပောက်ကွဲတန်တွေကိုကြားရင်ထိတ်လန့်နေခဲ့ပါတယ်မတ်တင်အောင်မျိုးရဲ့လူဝင်စားခြင်းကိုလေ့လာဖို့အတွက်ဒေါက်တာ Ian Stevenson ကဗာဂျီးနီးယားတက္ကသိုလ်ကအဖွဲ့သားတွေနဲ့အတူမြန်မာနိုင်ငံကိုရောက်လာပြီးတော့ဒီဖြစ်ရပ်ကိုစနစ်တကျမှတ်တမ်းတင်ထားခဲ့ပါတယ်မတ်တင်အောင်မျိုးရဲ့မိဘမိသားစုဝင်ဆွေမျိုးသားချင်းတွေနီးစပ်ရာတွေကိုအသေးစိတ်မေးမြန်းခဲ့ပြီးတော့ဂျပန်စစ်သားရဲ့အဖြစ်အပျက်နဲ့မတ်တင်အောင်မျိုးရဲ့အဖြစ်အပျက်တွေကိုတိုက်ဆိုင်မှုရှိမရှိစစ်ဆေးခဲ့ပါတယ်ဒေါက်တာ Stevenson ကသူ့ရဲ့ယောက်ျားစိတ်ခံယူချက်ပေါ်အံ့ဩစွာမေးမြန်းတဲ့အခါမှာတော့သူကသူ့ကိုဘယ်နည်းနဲ့ပဲတက်တည်ဖြစ်စေနောက်ဘဝမှာယောက်ျားလေးအဖြစ်မွေးဖွားခွင့်ပေးပါလို့တောင်းဆိုခဲ့တဲ့အထိခိုင်မာတဲ့ယောက်ျားစိတ်ခံယူချက်ရှိပါတယ်သက်19နှစ်လောက်ရောက်သွားတဲ့အခါမှာတော့ဘဝဟောင်းကအဖြစ်အပျက်တွေကိုမှတ်မိတော့ပဲတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်မိသားစုကပြောပြမှာပဲပြီးပါတော့တယ်လေရင်တန်ကြားရင်ကြောက်ရွံ့မှုတွေလည်းအများကြီးရောပါသွားခဲ့ပါတယ်ဒီဇလန်ကဘာလို့ဒီလောက်အရေးပါလဲဆိုရင်တော့
မတ်တင်အောင်မျိုးဟာဘဝတစ်ခုလုံးကိုမိန်းကလေးခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့ယောက်ျားတဦးလို့ခံယူခဲ့လို့ပါပဲလိန်ခံယူမှုရှုပ်ထွေးခြင်းဆိုတာဝိညာဉ်ရဲ့လိန်နဲ့ခန္ဓာကိုယ်ရဲ့လိန်မကန့်ညီမှုကနေလာတာလားဆိုတဲ့သိပ္ပံပညာရဲ့အကြီးမားဆုံးသောလှုပ်ဝက်ချက်ဖြစ်ဒီနေ့ထိကြန့်ရှိနေသေးပဲဖြစ်ပါတယ်အပေါ်မှာပြောသွားတဲ့လူဝင်စားဖြစ်တရားကဘာပေါ်မှာအချက်နဲ့တိတိကျကျနဲ့တက်တည်ပြခဲ့ကြတဲ့အထက်ကမှနာမည်ကြီးကြော်ကြားတဲ့ဖြစ်တွေပဲဖြစ်ပါတယ်ကဘာလောကကြီးဟာအလုံးကိုမှထူးခြားစမ်းကြင်မှုတွေနဲ့ပြည့်နှံ့နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့လက်လန်းမမီတဲ့အရာတွေသိပ္ပံပညာနဲ့အဖြေရှာလို့မရသေးတဲ့အရာတွေလည်းများစွာရှိနေသေးတဲ့အတွက်နောက်အပတ်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်ဗျ